ပတ်စံတွေဘန်တွေကိုရွှေ့မို့ဒီဗီဒီယိုကိုအချိန်10မိနစ်ပေးရုံနဲ့ဘဝလုံးမှတ်မိသွားစေရမယ်အဲ့ဒါကဘာလဲဆိုတော့ထက်ရှင်ဝဲကပတ်စံတွေဘန်တွေကိုရွှေ့တာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့အဲ့ဒါလုတ်ပြမှာဖြစ်ပါတယ်ပထမဦးဆုံးထက်ရှင်ဝဲကိုဝင်လိုက်ပါထက်ရှင်ဝဲရောက်ပြီဆိုတာနဲ့ transfer ကိုနှိပ်ပြလိုက်ပါပြီးရင် symbolic ကိုနှိပ်လိုက်ပါပြီးရင် twin down ကိုနှိပ်ပြလိုက်ပါပြီးရင် slot 1ကိုနှိပ်ပြလိုက်ပါပြီးရင် ban e-wallet account ကိုနှိပ်ပြပါပြီးရင် slot 1ကိုနှိပ်ပါဒီနေရာမှာ ban တွေအများကြီးရှိပါတယ်ကိုလွှဲမဲ့ ban ကိုရွေးပေးပါကျွန်တော်က CNB ban ကိုရွေးပေးပါမယ်ပြီးရင်ဒီ account number ဆိုတဲ့နေရာမှာကိုလွှဲမဲ့ ban ရဲ့ account number 10လုံးကိုဒီနေရာမှာထည့်ပေးလိုက်ပါပြီးရင် next ကိုနှိပ်ပေးလိုက်ပါပြီး amount ဆိုတဲ့နေရာမှာကိုလွှဲမဲ့ amount ကိုရွေးပေးလိုက်ပါကျွန်တော်ကတစ်ချက်ကိုရွေးပေးပါမယ်ပြီးရင် confirm transfer နှိပ်ပေးလိုက်ပါပြီးရင်ဒီနေရာမှာ password နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ပတ်စံရောက်သွားပါပြီပတ်စံရောက်မရောက်ကိုကျွန်တော်အခုချက်ချင်းသွားကြည့်ပါမယ်โอเคဒါဆိုလို့ရှိရင်ပတ်စံတစ်ချက်တင်မရောက်သွားပါပြီအားလုံး like လောက်တက်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ကတော့ Philip ပါ